ကျောင်းလုံးကရထားတဲ့ရီးစားစာတွေပါ Hello သတင်းကျအလုပ်ပေးရဆိုတော့အလုပ်တွေအကုန်လုံးခဏလောက် shut down လုပ်ပြီးတော့ memory homemade friendly တခုထွန်းကြည့်ပါဖြစ်ပါတယ် Pinterest ကိုကြည့်နေပဲဒီ idea လေးကို inspire ယူဖြစ်ခဲ့တာပေါ့နော်အိမ်မှာရှိတဲ့ကိုယ့်အတွက် memory ဖြစ်တဲ့အရာလေးနဲ့ပဲလုပ်ကြည့်မယ်ပေါ့နော်ဒီ idea ကိုအခုရပြီးအခုထားလုပ်တာဆိုတော့ Pinterest ပူတာလေးသွားထုတ်ဖို့အချိန်မရှိဘူးအယုတ်ထဲမှာဆို Ocean Baby တအားကြိုက်တယ်ပေါ့နော်အဲ့တော့ဒါလေးကိုလည်းထည့်ကပ်ပါမယ် Ocean Baby အယုတ်ကလေး10ခုလုံးညှပ်တော့ပိုစတာလေးကပ်ပါမယ် တခါတလေကြောက်လေကိုကို relax လုပ်တဲ့အနေနဲ့အဲ့လို clean ဆက်ဆံလေးလုပ်ရတာအရင်သဘောကျတယ် ဒါလေးရှယ်ပါနော်ဒါလေးကိုဒီပုံလေးဆိုရင်အင်ကနေပြီးတော့ပထမဆုံးခွင့်ပြုရတဲ့ငွေချင်းနဲ့ coffee ဆိုင်သွားခွင့်ရတဲ့အမှတ်တရပုံလေးပေါ့နော်အဲ့တော့ဒီပုံလေးကိုလည်းကပ်ပါမယ်အိမ်မှာရှိတဲ့ tag လေးပဲဒါပေမဲ့သူကတစ်ခုခုလေးညှက်ပြီးတော့လေလို့ထိုးလို့ရလောက်တယ်အဲ့ဒါ ချောတာတော့တင်းထား accessory box တွေအများကြီးရှိပါ အမှတ်တရပစ္စည်းပေါ့နော်ဒီကအရေးကြီးတဲ့သူတွေကပြီးအမှတ်တရဟိုပါဆိုအရန်သိမ်းထားတတ်တယ် ဒီကကျောင်းလုံးကရထားတဲ့ရီးစားစာတွေပါ Wow! စာနော်ငယ်တော့တငယ်ချင်းကြီးပေါ့နော်အဲ့လိုကျောင်းနေရာဒီကျောင်းပိတ်ရက်ပြီးရတဲ့ငါနေလို့တောင်းမို့လေအဲ့လိုငွေနေဖြစ်ဖြစ်ပေါ့နော်အဲ့လိုအနှုတ်ဆက်ပွဲတစ်ခုဆိုတာနဲ့ဒီလိုမျိုးစာလေးနေပြီးပြီးတော့အဲ့လိုနှုတ်ဆက်ကြပါတော့ငယ်တော့ဘာလို့လဲမသိအဲ့လိုဒီမှာဆိုလဲအများကြီးပဲငါအတွက်တငယ်ချင်းကောင်းဖြစ်နေခဲ့ပြီးလို့ရှိသေးတယ်မားရဲ့ဘာလို့လဲနော်အဲ့လိုအများကြီးပဲရေးထားတဲ့စာပြန်ဖတ်ကြည့်ရင်တော့အမှတ်တရရကျင်းရပါတယ်အခုလည်းအဲ့ဒီကိုချင်းမတွေ့ကြတာလေးကြပါပြီအားလုံးသိရပါတယ်မမူလေးဒီမှာလုံးလို့ရနိုင်မလားအဲ့လိုတွေ့ပြီးထုတ်ထားပါတော့ဒီမုတ်စာလေးရှိသေးတယ်အများကြီးပဲโอเคဒီရလေးရှိရတော့တယ်โอเคဒါလေးဆိုင်ဒါငယ်တော့က notebook လေးရှိရဒါလေးနဲ့ ဒီ notebook လေးနဲ့ပတ်သက်ပြီးတော့လည်း memory တွေအများကြီးရှိရပေါ့နော်ရှစ်တန်းရွယ်လောက်နဲ့ကိုကို reminder ကုတ်တွေခြာရေးထားခဲ့ရဆိုတော့ဒါလေးကိုလည်းအခုချိန်မှာမပြောက်စေချင်ဘူးပေါ့နော်ဘေးပတ်လည်းမှာလည်းပွားရှုံနေရပြီပေါ့နော်ငငယ်လေးတွေအမှတ်တရပစ္စည်းတွေဆိုလေးဘာကြီးကဲရမလဲကိုစဉ်းစားမရအောင် အခုထမအောင်ဆို small business စလုပ်ခဲ့တဲ့ online shop လုပ်တုံးမှာကျဒီလိုပို့ပေါ့နော်ဒီလိုပို့လို့လည်းအမှတ်တရအနေနဲ့ကပ်ပါမယ် တခြားအလုပ်တွေကြောင့်အဲ့ဒီ page လေးကိုပြန် run ချင်သေးရဲ့ဒါလွန်ခဲ့တဲ့6နှစ်တုန်းကကိုယ့်ဘာသာကိုရေးထား reminder ကုတ်လေးဆိုတာအမှတ်တရအနေနဲ့ပြန်ကပ်လိုက်တာပါအခုကတော့ဘာမှမရေးရသေးပါဘူးကိုယ့်ကိုယ်တော့ Pinterest မဆန်ဘူးဆိုပြီးတော့ချီးကျူးနေရပါတော့ ဟုတ်ပြီရထွက်လာပဲအဲ့လိုရှောက်ရေးဟာလေးပေါ့နော်လက်ရှိ clip မိရဒါပဲရှိသေးတယ်တောင်းမှဒီလိုပုံလေးထပ်ကပ်မယ်ပြီးတော့အဲ့လိုမျိုးနည်း motivate ဖြစ်တဲ့ကုတ်ပြီးထပ်ပြီးတော့ရေးပြီးတော့မှထပ်ကပ်မယ်ပေါ့နော်ဒီနေ့ကတော့ပါပဲနောက်မှ memory ဖြစ်တဲ့အမှတ်တရဖြစ်တဲ့ပစ္စည်းလေးတွေကိုထပ်ရှာပြီးတော့မှထပ်ကပ်လိုက်ပါမယ်တော့ပါပဲနောက်မှပဲထည့်ရိုက်မယ်ပေါ့နော်တက်တာ bye bye see you in the next video guys